TikTok ကကျမတို့ငယ်ဘဝကိုကောင်းကောင်းကြီးအသုံးချပြီးဘလို့အောင်မြင်မှုရခဲ့လဲ TikTok ကတခြား platform တွေထက်နောက်ကျမှပေါ်လာပေမဲ့လူသုံးများတယ်လူကြိုက်များတယ် creator တွေအတွက်လို့ပြောပေမဲ့ YouTube နဲ့မတူတာက creator မစစ်တဲ့သူတွေပါလို့ရတယ်လူတိုင်း participate လုပ်လို့ရတယ် TikTok ကလူတိုင်း video တင်အောင်တင်ချင်အောင်ဘလို့လုပ်ခဲ့လဲကလေးဘဝတော့စိတ်ကူးရင်ခဲ့တာတွေကိုအကောင့်ထဲဖော်ပေးခဲ့တယ်ငငယ်က TV မှာကြော်ညာလာတဲ့အခါကြော်ညာသချင်းတန်တဲ့အတူ like လုပ်တယ် like ကတယ်ကြော်ညာမင်းသားမင်းသမီးတွေရဲ့အမူအရာကိုအတူယူပြီး like တရုပ်ဆောင်တယ်ကလေးငယ်ချင်းအချင်းချင်းတရုပ်ဆောင်လုပ်တိုင်းကစားမယ်ဆိုရင်လေကိုကဘယ် character ဘယ် role မှာနေမယ်ဆိုတာရွေးပြီးမှတရုပ်ဆောင်လုပ်တိုင်းကစားကြတယ် Power Ranger အနီကောင်ကလုပ်မယ်အပြာကောင်နေလုပ်လိုက်အဲ့လိုပေါ့ဒီ CD တချင်းတွေခစ်စားတော့ကလည်းတချင်းတွေကတရုပ်ဆောင်တွေလို့ကိုပါဖြစ်ချင်လာတယ်မင်းရဲ့ဆန်ရွယ်တွေလေးမှာလွတ်နေရဆိုတဲ့တချင်းတွေကလို့ကိုရဲ့ဆန်ရွယ်တွေကလည်းလေးမှာလွတ်နေရဆိုရင်ကိုကဖွေးဖွေးဖြစ်သွားပြီဒီတချင်းကငါ့ကိုရည်ညွှန်းတာငါ့အတွက်ဆိုနေတာလို့ခံစားသွားရပြီငယ်ဘဝကလက်တွေ့ဖြစ်မလာခဲ့တဲ့တရုပ်ဆောင်စွမ်းရည်တွေကို TikTok ကအကောင့်ထဲဖော်ပေးခဲ့တယ်တချင်းတန်ကိုနောက်ခံထားပြီးတရုပ်ဆောင်ကြတယ် like တွေ follower တွေရရင်ပျော်တယ်ဗီဒီယိုတွေဆက်တင်တယ် follower 0ဖြစ်နေရင်တော့မှ TV မှာပြသလိုခုဗီဒီယိုလူတိုင်းမြင်နိုင်တော့ပေါက်တာမြန်တယ် selly ဖြစ်တာလည်းမြန်တယ် user ရဲ့အတွက်လည်း entertain ဖြစ်တော့ TikTok ကအချိန်ခဏလေးအတွင်းမှာပဲ popular ဖြစ်ခဲ့တယ်ဒီလို marketing strategy ကောင်းတစ်ခုကို TikTok ကနေပြန်အတူယူပါမယ်နောက်ထောင်သူတွေရောဘယ်လိုမြင်လဲ comment မှာရေးခဲ့လို့ရပါတယ်